သုဒ္ဓဓမ္မကဝေပြီ BA Part 3 Batch 1အပိုင်းလိုက်မေခွန်းဟောင်းနှင့်စံပြအဖြစ်အပိုင်း1ဘောဓိပက္ခိယ၏အဓိပ္ပာယ်ကိုရှင်းပြ၍ဘောဓိပက္ခိယ138ပါးကိုရေးတွက်ပြပါဖြေဘောဓိပက္ခိယ၏အဓိပ္ပာယ်မှာသစ္စာလေးပါးကိုသိသောမဉ္ဇဉ်ရဲ့အတိုင်းဝိုင်းမှာဖြစ်တဲ့တရားတွေကိုဘောဓိပက္ခိယလို့ခေါ်၏38မျိုးသောတရားတွေကိုသိတတ်သောဘောဓိ၏အသင်းဝင်ဖြစ်လို့ဘောဓိပက္ခိယလို့ခေါ်၏3သစ္စာလေးပါးကိုသိတတ်တဲ့မဉ္ဇဉ်၏အစိတ်အပိုင်းဖြစ်သောကြောင့်ဘောဓိပက္ခိယလို့ခေါ်၏စာမျက်နှာ9မှတ်ချက်နည်းတစ်ခုသာဖြည့်လင်းလည်းအမှတ်ပြရပါသည်ဘောဓိပက္ခိယ138ပါးဟူသည်1တတိပဋ္ဌာန်4ပါး2တမ္ပပဋ္ဌာန်4ပါး3ဣဋ္ဌိပတ်4ပါး5ဣန္ဒြေ5ပါး5ပုံ5ပါး6ဘုဇဉ်9ပါး9မဂ်ကင်10ပါးစာမျက်နှာ17နှစ်ဘောဓိပက္ခိယတရားတွင်ပါဝင်သောစေတသိက်တရားများကိုရေးတွက်ပြပါအဖြေဘောဓိပက္ခိယတွင်ပါဝင်သောစေတသိက်73ပါးသည်1ဧကကတာ2ဝိတက်ဝရိယပီတိစန္ဒ3တတ္တာတတိပတ္တိတတ္တရမစ္ဆတတာဝရတိ3ခုတမဝါစာတမကမ္မန္တတမအာဇီဝ4ပြင်ကျင်တွေတို့ဖြစ်ကြပါသည်စာမျက်နှာ15 16အပိုင်း3နှစ်တမ္ပပဒါနာဤအဓိပ္ပာယ်ကိုရှင်းပြပါနီးမှန်လမ်းမှန်စနစ်တကျကြိုးပမ်းအားထုတ်မှုကိုတမ္ပပဒါနာဟုခေါ်၏စာမျက်နှာ45 3မဖြစ်သေးသောအကုသို့မဖြစ်ရအောင်ကြိုးပမ်းအားထုတ်မှုဆိုရာ၌အဘယ်အကုသို့မျိုးကိုမဖြစ်သေးသောအကုသို့ဟုဆိုပါသည်။တန်တရားမှာမဖြစ်ဘူးသောအကုသို့ရှိမရှိရှင်းပြပါအဖြေမဖြစ်သေးသောအကုသို့များဟုသည်သမုဒ္ဒါဇာရတစုံတစ်ခုအကြောင်းမဖြစ်သေးတဲ့အကုသို့အနနုဘုဒ္ဓရမဏမခံစားဘူးသေးလို့မဖြစ်ဘူးသေးတဲ့အကုသိုလ်တို့ဖြစ်ကြပါသည်ဥပမာမိမိတို့တန်တန်၌ဒေါသဆိုတာရှိ၏အကြောင်းမတိုက်ဆိုင်လို့မပေါ်ခြင်းဖြစ်သည်အကြောင်းတိုက်ဆိုင်သည့်အခါထိုဒေါသအကုသိုလ်သည်ထွက်ပေါ်လာသည်ဒါအပြင်မခံစားဘူးလို့တဏှာရာဂဆိုတာမဖြစ်သေးတာပဲရှိ၏ခံစားဘူးလျင်ထိုခံစားမှုအာယုံပေါ်မှာတဏှာပေါ်လာခြင်းဖြစ်၏ယင်းတို့ကြောင့်တန်တရားမှာအကြာကြီးကျင်လည်နေရသည်ဖြစ်၍တန်တရားမှာမဖြစ်ဘူးသောအကုသိုလ်ဆိုတာမရှိပါစာမျက်နှာ55 56မှတ်ချက်အပြေမတူနိုင်မိမိနားလည်သလိုတင်ပြရေးသားနိုင်၏အပိုင်းလေးဣဋ္ဌိပတ်၄ပါးတွင်စိတ်ဒိဋ္ဌိပတ်ကိုပွား၍ယဟန္တာဖြစ်သောမထေ၏အမည်ကိုဖော်ပြပါအဖြေစိတ်ဒိဋ္ဌိပတ်ကိုပွား၍ယဟန္တာဖြစ်သောမထေမှာရှင်တန်ဗုဒ္ဓဖြစ်၏စာမျက်နှာ82အပိုင်း6ဘုဇင်က၌ဘောဓိ၏အဓိပ္ပာယ်3မျိုးကိုရေးခဲ့ပါဘောဓိအဓိပ္ပာယ်3မျိုးမှာ1သစ္စာ၄ပါးကိုသိတယ်2ကိလေသာဒီဟုသောအိပ်ပျော်ခြင်းကနိုးစေတယ်3နိဗ္ဗာန်ကိုမျက်မှောက်ပြုတယ်စာမျက်နှာ125ဘုဇင်9ပါးတရားတွင်အမြဲတမ်းပွားရမည့်ဘုဇင်အခါအားလျော်စွာပွားရမည့်ဘုဇင်တို့ကိုခွဲခြားဖော်ပြ၍ဥပိ္ပခာတရားကိုအဘဲကြောင့်ဘောဓိဟုခေါ်နိုင်သည်ကိုရှင်းပြပါအဖြေဘုဇင်9ပါးတွင်အမြဲပွားရမည့်ဘုဇင်သည်တတိတံဘုဇင်ဖြစ်၏စိတ်ဓာတ်တွေတအားတက်ကြွနေသည့်အခါပတ္တိတမာတိဥပိ္ပခာပွားရမည်စိတ်ဓာတ်တွေရုပ်ရော့နေသည့်အခါဓမ္မဝိစယဝရိယပီတိပွားရမည်စာမျက်နှာ132တနည်းအမြဲတမ်းပွားရမည့်ဘုဇင်မှာတတိတံဘုဇင်အခါအားလျော်စွာပွားရမည့်ဘုဇင်မှာဓမ္မဝိစယဝရိယပီတိပတ္တိတမာတိဥပိ္ပခာဖြစ်ပါသည်ဥပိ္ပခာသည်တဘာဝတရားအလုံးကိုတပြေးညီဆောင်ရွက်စေ၏တတိပညာဝရိယပီတိပတ္တိတမာတိတရားတွေအကုန်လုံးဟန်ချက်ညီနေမှတစ်ခုနဲ့တစ်ခုရှေ့တိုးနောက်ငယ်မဖြစ်ဘဲပိုတဲ့ဟာပိုရော့တဲ့ဟာရော့ဒီလိုမဖြစ်စေဘဲထိမ့်ညှိပေးတဲ့အတွက်ကြောင့်ဥပိ္ပခာတရားကိုဘောဓိဟုခေါ်နိုင်၏တနည်းဥပိ္ပခာသည်တဘာဝတရားအလုံးကိုဟန်ချက်ညီစေပြီးသစ္စာ၄ပါးကိုသိခြင်းကိလေသာတည်းဟူသောအိပ်ပျော်ခြင်းကနိုးစေခြင်းနိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်ခြင်းကြောင့်ဥပိ္ပခာတရားကိုဘောဓိဟုခေါ်နိုင်၏စာမျက်နှာ123အပိုင်း9
6. တတိဤအဓိပ္ပာယ်နှင့်တတိနှမျိုးကိုဖော်ပြ၍တတိဤလက္ခဏာရတ္တပစ္စုပ္ပတ္ထံပဋ္ဌထံတို့ကိုရေးသားပါအဖြေအာယုန်နှင့်တိတတ်တဲ့စိတ်တွဲမိနေခြင်းအမှတ်ရနေခြင်းသဘောသည်တတိမြည်ဤစာမျက်နှာ140တတိနှမျိုးမှာ1ပစ္စုပန်အာယုန်ပေါ်မှာအာယုန်နဲ့စိတ်တွဲမိနေအောင်ထိန်းထားခြင်း2အတိတ်ကာလကမိမိတန်တန်မှာတကယ်ဖြစ်ပေါ်ခဲ့ပြီးအချိန်အတော်ကွာလန်းတဲ့အကြောင်းအရာတွေကိုစိတ်ထဲကပျောက်မသွားအောင်ထိန်းပေးထားခြင်းဥပမာဇာတိတ်တရဉာဏ်ပုပ္ပေနိဝါဒနုတ္တိဉာဏ်စာမျက်နှာ142 1လက္ခဏာဥပဋ္ဌာဏလက္ခဏာအနိကတည်ရှိနေခြင်းလက္ခဏာရှိ၏2ရတ္တကိစ္စအပိလာပနရတ္တမပေါ်မျောစေတဲ့ကိစ္စရှိသည်မပေါ်မျောစေတဲ့ကိစ္စအမှတ်ရစေတဲ့ကိစ္စရှိ၏အတ္တမောဟရတ္တစိတ်ထဲမှာအာယုန်တစ်ခုပျောက်မသွားအောင်ထိမ့်ပေးခြင်းကိစ္စရှိ၏3ပစ္စုပ္ပတ္ထံဂောစရာပိမုခဘာဝအာယုန်ရှိရာဘက်သို့အမြဲတမ်းမျက်နှာမူနေသည့်အနေအထားရှိ၏4ပဋ္ဌထံတတိသည်ဉာဏ်နှင့်ရှင်ဘက်တရားတွေကိုအထောက်အကူပြုသောကြောင့်၎င်းသို့မဟုတ်အာယုန်ရှိတဲ့အပေါ်မှာဖြစ်တာဖြစ်သောကြောင့်၎င်းအာယုန်နှင့်သူနှင့်ရှင်ဘက်ဖြစ်တဲ့တရားတွေသည်အနိကအကြောင်းဖြစ်၏စာမျက်နှာ149 150အပိုင်း၈ခဏဖော်ပြပါပုဂ္ဂိုလ်၄မျိုးအဓိပ္ပာယ်ကိုအကျဉ်းချုပ်ရှင်းပြပါကကြီးဥက္ကတိတညူခခွေဝိပင်စီတညူဂငယ်နေယကကြီးဗဒပရမအဖြေကကြီးဥက္ကတိတညူအကျဉ်းချုပ်ပြောလိုက်လင်တရားသူရသည့်ပုဂ္ဂိုလ်ခခွေဝိပင်စီတညူတီးတဲ့ကမ္မထမ်းတွေပေးပြီးထက်ဆင့်အကျယ်ရှင်းပြမှတရားသူရသောပုဂ္ဂိုလ်3နေယအချိန်မှန်မှန်ကမ္မထမ်းတရားကိုအားထုတ်တဲ့ပုဂ္ဂိုလ်တွေကမ္မထမ်းတရားအားထုတ်မှ10နှစ်15နှစ်အနှစ်20အနှစ်30ဒီလိုအားထုတ်မှတရားဒုတိယမြတ်ရသောပုဂ္ဂိုလ်ကကြီးပဒပရမရုပ်ရည်နာမ်ရည်ဆိုတဲ့စကားလုံးလောက်သာသိပြီးအနှစ်သာရကိုသိနိုင်တဲ့စွမ်းရည်တတ္တိမရှိသောပုဂ္ဂိုလ်စာမျက်နှာ181 182ရှစ်ဣန္ဒြေ၅ပါးတို့တွင်ကာကြီးအဘယ်ဣန္ဒြေဖြင့်ခါခွေအဘယ်ဣန္ဒြေများကိုထိန်းညှိပေးရပါသနည်းဂငယ်မထိန်းညှိပါကဖြစ်နိုင်သောအပြစ်ကာကြီးထိန်းညှိပါကရနိုင်သောအကျိုးတို့ကိုဖော်ပြပါအဖြေဣန္ဒြေ၅ပါးတို့တွင်ကာကြီးတတ္တိန္ဒြေဖြင့်ခါခွေတတ္တာနှင့်ပညာနှစ်ခုထိန်းညှိပေးရမည်ဝရိယနှင့်တမာတိဒီနှစ်ခုကိုထိန်းညှိပေးရမည်ဂငယ်ပညာလွန်ကဲပြီးတတ္တာတရားအားနည်းပါကဟိုဟာမယုံဒီဟာမယုံဖြစ်တတ်၏တတ္တာကလွန်ကဲပြီးပညာကအားနည်းပါကမျက်ကမ်းပမာဖြစ်တတ်၏ဝရိယများပြီးတမာတိအားနည်းပါကဥဒိစ္စဖြစ်တတ်၏တမာတိများပြီးဝရိယနည်းပါကဌိနမိတ်တာများဝင်တတ်၏ကကြီးထိမ့်ညိပါကမတ်ဖို့နိဗ္ဗာန်သောတာပန်တက္ကတာကံအနာကံယဟန္တာအထိရရှိနိုင်ပါသည်ဇာမျက်နှာ186အပိုင်း7ကိုအရိယောအထင်ကိကောမက်ကောဟူသောစကား၌မက္ခဤအဓိပ္ပာယ်၃မျိုးကိုဖော်ပြ၍မက္ခင်၈ပါးဟောရာ၌အဘယ်ကြောင့်တမာဒိဋ္ဌိကိုအစထား၍ဟောရသည်ကိုရှင်းပြပါအဖြေ1နိဗ္ဗာန်လိုချင်တဲ့ပုဂ္ဂိုလ်တွေရှာရမယ့်တရား2နိဗ္ဗာန်ကိုရှာပေးတတ်တဲ့တရား3ကိလေသာတွေကိုဖယ်ရှားပစ်ပြီးနိဗ္ဗာန်ကိုပို့ဆောင်ပေးတဲ့တရားစာမျက်နှာ250ပညာမပါဘဲတန်တရားမှမလွတ်မြောက်နိုင်ပါပညာမပါတဲ့သီလသမာဓိကနိဗ္ဗာန်ကိုရှာပေးမှာမဟုတ်ပါပညာကသာလျှင်တန်တရားမှလွတ်မြောက်စေရန်နိဗ္ဗာန်ကိုရှာပေးနိုင်၏ထို့ကြောင့်နိဗ္ဗာန်ရဖို့တရားဓမ္မကိုကျင့်ကြံတဲ့ပုဂ္ဂိုလ်များအတွက်တမာဒိဋ္ဌိဟာကျေးဇူးများအရေးကြီးသည့်အတွက်ကြောင့်တမာဒိဋ္ဌိကိုမဂ်ခင်၈ပါးတွင်ရှေ့ကထားပြီးဟောရပါသည်စာမျက်နှာ255အပိုင်း73 10တမာသင်္ကပ္ပ3မျိုးကိုအတိပ္ပယ်နှင့်တကွဖော်ပြပါအဖြေ1ကာမဂုဏ်အာယုံဆိုတဲ့အတွေးမှလွတ်ကင်းအောင်စေတတ်တဲ့အတွေးသည်တနည်းတနာလောဘမပါသည့်အတွေးသည်နိက္ခမသင်္ကပ္ပမည်၏စာမျက်နှာ293နှစ်ဒေါသနှင့်ရှင်သည့်အတွေးမျိုးမဟုတ်ပဲမေတ္တာနှင့်တွေးတဲ့အတွေးသည်အပြာပါဒသင်္ကပ္ပမည်၏စာမျက်နှာ290
3. ဂယုဏနှင့်တွေးတဲ့အတွေးသည်အဝိဟိန္တာသင်္ကပ္ပမည်၏စာမျက်နှာ300အပိုင်း15 10မဂ်ခင်၈ပွားပွားများရာ၌အရေးပါသောတမ္ပဒါတရား6ပါးကိုရေးခဲ့ပါ1သီလတမ္ပဒါကိုကျင့်သီလနှင့်ပြည့်စုံနေခြင်း2စန္ဒတမ္ပဒါပွားခြင်းတဲ့စန္ဒရှိခြင်း3အတ္တတမ္ပဒါကိုအကျိုးစီးပွားလောကုတ္တရာကိုလိုလားတဲ့စိတ်ဓာတ်နှင့်ပြည့်စုံခြင်း4ဒိဋ္ဌိတမ္ပဒါမှန်ကန်တဲ့အမြင်ရှိခြင်း5အပ္ပမာဒတမ္ပဒါဆွေးဆွေးမြဲမြဲခိုင်ခိုင်မာမာတတိရှိခြင်း6ယောနိသောမနတိကာရတပ်တမ္ပဒါမှန်ကန်တဲ့နှလုံးသွင်းနဲ့ပြည့်စုံခြင်းစာမျက်နှာ342မှ349အရှင်သီလာဇာရတိရကူလမင်း